မင်္ဂလာပါပရိသတ်ကြီးရေဒီနေ့မှာတော့ကမ္ဘာပေါ်ကထူးထူးဆန်းဆန်းနေရာတွေကိုမှစိတ်ဝင်စားတတ်တဲ့ပရိသတ်ကြီးတို့အတွက်ဘိုလီဗီးယားနိုင်ငံကထူးဆန်းတဲ့စုံစည်းအကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဖုံးရွှေကသာကံကောင်းခြင်းနဲ့လက်လာပါတွေစောင့်ခြင်းပေးမယ်လို့ယူဆရင်တော့မှားသွားနိုင်ပါတယ်နော်ဘိုလီဗီးယားနိုင်ငံမှာတော့ထူးဆန်းတဲ့ဈေးတစ်ခုရှိပါတယ်အဲ့ဒီဈေးမှာထူးဆန်းတဲ့အရာတွေရောင်းချပြီးလာမားတရေသား6တွေနဲ့ဖားလောင်းတွေကတော့အယောင်ရဆုံးပါပဲလာမားတရေသား6တွေကိုဘိုလီဗီးယားမှာရှိတဲ့နေအိမ်အများပြားရဲ့အုပ်မြင့်မှာမြုပ်နှံလေးရှိကြပါတယ်ဘိုလီဗီးယားဟာဆိုရင်တောင်အမေရိကတိုက်မှာရှိတဲ့ကုန်းတွင်းပိတ်နိုင်ငံတစ်ခုဖြစ်ပြီးတော့အရှေ့ဘက်နဲ့မြောက်ဘက်မှာဘရာဇီးအနောက်ဘက်မှာပီရူးနဲ့ချီလီတောင်ဘက်မှာအာဂျင်တီးနားအရှေ့တောင်ဘက်မှာပါရာဂွေးနိုင်ငံတို့နဲ့နယ်နိမိတ်ချင်းထိစပ်နေပါတယ်လာမားတရေသား6တွေဟာပေါ်များကျွယ်ဝမှုနဲ့ကံကြမ္မာကောင်းတွေကိုစောင့်ကျဉ်ပေးနိုင်တယ်လို့ယုံကြည်ကြပါတယ်။ပြည်သက်ကြီးတို့လည်းဘိုလီဗီးယားကိုအကြောင်းကြောင့်အလဲပတ်ရောက်ခဲ့ရင်ဒီဈေးလေးကိုတော့ဝင်ဖို့သတိရလိုက်နော်။ဘိုလီဗီးယားရဲ့မြို့တော်လာဘတ်စ်မှာနာမည်ကျော်အယ်ပါကာဈေးကြီးရဲ့အနီးမှာလာဘတ်စုံဈေးလို့နာမည်ကြီးတဲ့ Eid Mercado Deluxe Fruta Deluxe ပတ်ဈေးကိုတွေ့ရပါလိမ့်မယ်။စုံဈေးဟာလာဘတ်စ်မြို့ရဲ့ရှေးအောင်လန်းနှစ်ခုပေါ်မှာဖြန့်ကျက်တည်ရှိနေပါတယ်။ဒီနေရာဒီလမ်းပေါ်မှာရာစုနှစ်များစွာကတည်းကပရဆေးရောင်သူတွေဆုံးပညာရှင်တွေနက္ခတ်ပညာရှင်တွေဗေဒင်ဆရာတွေမှော်ဆရာတွေစရဲချခဲ့ကြပါတယ်။ဒါကြောင့်ဒီနေရာကိုရောက်ရှိလာခြင်းဟာဘိုလီဗီးယားရဲ့တမိုင်းကြောင်းနဲ့အသက်ဝိညာဉ်ကိုတစ်စိတ်တစ်စောင်းအကဲခတ်နိုင်မှာလည်းဖြစ်ပါတယ်။စုံစိတ်တီရှိရာပတ်ဝန်းကျင်ကိုရောက်သွားရင်တော့ကြောက်စရိတ်ခွင်းလန်းတွေပြီးလေကတစ်တွေပေါ်မှာအမျိုးသမီးကြီးတွေပြင်းရည်ပြင်းတွဲနဲ့ထိုင်နေကြတာကိုတွေ့ရနိုင်ပါတယ်။လူကြီးမင်းတို့အနေနဲ့ကုန်းမြင့်ဒေသတွေရောက်လို့အမြင့်ဝေဒနာတွေဖြစ်တဲ့မအီမသာဖြစ်တာအားအိမ်ကုန်ခန်းတာတွေခန်းစားနေရပါလားတစုံတစ်ယောက်ကိုချိန်စာတိုက်ချင်နေပါသလားဒါမှမဟုတ်အချစ်ရဲကိုပြန်လည်အသက်ဝင်လာစေမဲ့တစုံတစ်ခုကိုရှာဖွေနေပါသလားတခြားဘယ်အရာကိုမှအချိန်ညောင်းခံပြီးသွားမနေပါနဲ့ဒီဆုံးစိမှာဘယ်ပြဿနာကိုမဆိုဖြေရှင်းပေးနိုင်မဲ့အဆောင်ပစ္စည်းတွေဂါရာတွေရှိနေပါတယ်ပစ္စည်းများစုကကံကောင်းခြင်းတွေချစ်ချင်းမြတ်တာဆောင်ခြင်းပေးဖို့ဒါမှမဟုတ်သားသမီးရစေဖို့နဲ့ငွေကြေးအဆင်ပြေစေဖို့အတွက်ပဲဖြစ်ပါတယ်ဆုံးစိမှာဝယ်ယူနိုင်မဲ့အရာတွေကတော့မွေတွေဝစ်လစ်စလစ်စုံတွဲရုပ်တွေဖျောက်ချောက်တွေနဲ့လိတ်တွေကောင်းမအာတိုစီတွေဈေးကွက်မွေတွေလက်တင်အမေရိကမှာတွေ့ရလေးရှိတဲ့တင်းခွေချက်လိုမျိုးအကျဲကုန်အမာတွေရှိတဲ့အမာဒီလိုစတွေနဲ့စမ်းကြဲစွာပုံဖော်ထားတဲ့အနက်ရောင်ဖျောင်းနိုင်တွေပါဝင်မှာပဲဖြစ်ပါတယ်။စုံစင်းမှာတွေ့ရတဲ့အစမ်းကြဲဆုံးပစ္စည်းကတော့အချောက်ခံထားတဲ့လာမတရေသားကြောက်ပဲဖြစ်ပါတယ်။စုံစင်းကဈေးဆိုင်တွေရဲ့ဆိုင်ဝါမျက်နှာချက်မှာဆိုရင်တန်းစီတွဲလောင်းထားတဲ့ချင်းနှောင်းတွေထဲမှာထည့်ထားတဲ့ရက်လျက်အနေထားနဲ့ထားရှိထားတဲ့လာမတရေသားကြောက်တွေကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဒီလာမတရေသားကြောက်တွေရဲ့မျက်လုံးတွေကတော့ဟောက်ပတ်ဖြစ်နေပြီးပါးစပ်တွေကတော့ကြောက်မက်ဖွယ်ဟာလျက်ရှိနေတာကြောင့်စုံစင်းလန်းနဲ့ဝင်ရတာတစ်မျိုးတစ်ဖုံစိတ်မချမ်းမြေ့ဖွယ်ဖြစ်နိုင်ပါတယ်။ဘိုလီဗီးယားလူမျိုးတွေဟာအဆောက်အုံတစ်တလုံးဒါမှမဟုတ်နေအိမ်တစ်လုံးဆောက်လုပ်မယ်ဆိုရင်လာမတရေသားကြောက်ကိုဖောင်ဒေးရှင်းအောက်မှာမြုပ်နှံလေးရှိကြပါတယ်။အဲ့လိုပြုလုပ်ခြင်းဟာပချာမာမာနတ်သမီးအားလက်ဆောင်ပေးခြင်းဖြစ်တယ်လို့ဆိုပါတယ်။ဘိုလီဗီးယားနဲ့ပီရူးတို့ရဲ့ယုံကြည်မှုအရပချာမာမာဟာကဘာကိုစောင့်တဲ့ကဘာမြေစောင့်နတ်သမီးဖြစ်တယ်လို့ဆိုပါတယ်။လာမတရေသားကြောက်ကိုချိုချင်တွေဝါကွန်းစာတွေတခြားတိုလီမုတ်စာပစ္စည်းတွေနဲ့စုပေါင်းပြာချကရရှိလာတဲ့ပြာကိုအဆောက်အုံဆောက်လုပ်မဲ့ဖောင်ဒေးရှင်းမှာချပေးလေးရှိကြပါတယ်။လာမတရေသားကြောင့်နဲ့ရစ်ပူစော်ခြင်းအဖြစ်နေအိမ်မှာနေထိုင်မဲ့သူတွေနဲ့ဆောက်လုပ်သူတွေကိုဘေးဥပတ်တွေကနေအကာအကွယ်ပေးမဲ့အပြင်ကံကြမ္မာကောင်းတဲ့ပစ္စည်းဥစ္စာပေါ်ကျယ်ဝမှုတွေစောင့်ခြင်းပေးမယ်လို့ယုံကြည်ကြပါတယ်။ဒီလိုလှုပ်ဆောင်ခြင်းဟာတရိတ်ဆန်တွေပေါ်ရက်ဆက်တယ်လို့ယူဆစရာရှိပါတယ်။ဒါပေမဲ့မစိုးရိမ်ပါနဲ့အသေးမွေးလာတဲ့လာမတရေသားတွေနဲ့ကိုဝင်ပြတ်ကြတဲ့တရေသားတွေကိုပဲအသုံးပြုတာဖြစ်ပါတယ်။အဲ့ဒီအရာတွေကကိုယ့်အတွက်မသက်မသာခံစားရတယ်ဆိုရင်အရွယ်အစားမျိုးမျိုးအယောင်သေးဆောင်တဲ့ရရဘူးတွေအနက်ကတခုခုကိုဝယ်ယူနိုင်ပါတယ်။ဒီဘူးတွေထဲမှာကြိုတင်စီရင်ထားပြီးဖြစ်တဲ့ဂါရာတွေပါဝင်ကဘယ်အရာမှထပ်ထည့်ဖို့မလိုတဲ့အပြင်စောင့်ထားဖို့သာလိုပါတယ်။ဒါအပြင်ပုံသဏ္ဍာန်မျိုးမျိုးရှိတဲ့အဆောင်လက်ဖွဲ့တွေကိုလည်းတွေ့ရပါလိမ့်မယ်။အကယ်၍တစ္ဆာဖောက်သွားတဲ့ချစ်သူကိုလက်စားချေခြင်းနဲ့ဒါမှမဟုတ်အလုံးမှာကံကောင်းခြင်းနေဆိုရင်လည်းစုံးစရာတအူးကိုရှာဖွေပြီးအစီရင်ပြုလုပ်နိုင်ပါတယ်။ခွေးရှာကိုအမှုန့်ပြုလုပ်ထားတဲ့အစီရင်တစ်ခုကိုလည်းဝယ်ယူရရှိနိုင်ပါတယ်။ခွေးရှာချောင်းမုတ်ကိုမိမိချစ်သူအမျိုးသားစားတောက်မဲ့အစားတောက်ထဲကိုတိတ်တဆိတ်ထည့်ပေးရတယ်လို့ဆိုပါတယ်။အဲ့ဒီအခါခွေးကသခင်ကိုနာခံတယ်လို့အဲ့ဒီမျိုးသားဟာလည်းတင့်ကိုနာခံလာပြီးတော့သစ္စာရှိလာပါမယ်လို့ဆိုပါတယ်။အင်ကာဒနာရီမှာတော့နေမင်းအပြင်လူသားတွေကိုကာကွယ်ဆောက်ရှောက်မှုပေးတယ်လို့ယုံကြည်ကြတဲ့တရိษံ၃မျိုးရှိပါတယ်။အမေရိကန်တောင်ချင်းသေးဟာစွမ်းအားကိုပေးပြီးမွေကတော့အသိပညာ
တောင်အမေရိကလက်ဒါကတော့ခရီးသွားလာမှုပြောင်းလဲမှုတို့ကိုကိုစားပြုတယ်လို့ဆိုပါတယ်။ဘိုလီဗီးယားကဘရက်တီရီသို့မဟုတ်မှော်ဆရာတွေဟာတဘာဝလုံးစွမ်းအားတွေနဲ့ဆက်နွယ်နေပြီးတော့ကံကြမ္မာကိုဖတ်ကြားပေးနိုင်ကြပါတယ်။ဘိုလီဗီးယားကိုရောက်ရင်ထူးခြားလာတဲ့အုတ်ထုပ်ကြီးတွေစောင်းထားတဲ့ယာတီရီတွေကိုအလွယ်တကူတွေ့နိုင်ပါတယ်။ယာတီရီတို့ဟာဈေးတွေမှာလှည့်လည်သွားလာကဖောက်တယ်တွေရှာဖွေကြလိမ့်ရှိပါတယ်။ဘာသာရေးခမ်းနားတွင်ကျင်းပပေးမဲ့ဖျားเจ้าတွေလည်းရှိနေပါတယ်။အကယ်၍သင်ဟာနေထိုင်မကောင်းဖြစ်တာကိုကုသခြင်းနေဆိုရင်စသက်ကြည့်နိုင်ပါတယ်။ဒါပေမဲ့သူတို့ရဲ့မော်ပညာတွေကအမှန်တကယ်အစွမ်းပြခြင်းရှိမရှိကိုတော့ပြောနိုင်မှာမဟုတ်ပါဘူး။ဘိုလီဗီးယားကိုရောက်ရင်အမှတ်တရပစ္စည်းဝယ်ယူတာမြို့မှာလှည့်ပတ်ခီးထွက်တာတွေပြုလုပ်ရင်လာပတ်စုံစည်းကိုအလွယ်တကူဝင်နိုင်ပါတယ်။လာပတ်မြို့တော်ရဲ့အလဲကဝါလက်ခီးတွေတောက်ရောက်လိရှိကြတဲ့ဂျီမန်နက်စ်နဲ့လီနာရီလန်တွေပေါ်မှာတည်ရှိပြီးဆန်ဖရန်စစ္စကိုဖျားเจ้าကနေတပလောက်သာဝေးกว่าပါတယ်။ကို့အနေနဲ့ဆုံးပညာကိုပုံမလေ့လာခြင်းပြီးအချိန်လဲရတယ်ဆိုရင်တော့လာဘတ်မြို့ဝင်းကျင်ရှိတောင်ကုန်းတွေရှိရာကိုကျိုးဆွဲရထားနဲ့တွားရောက်နိုင်ပါတယ်။အဲ့ဒီဒေသတွေမှာမော်ဆရာတွေတွေးဖို့ဆိုကြကြတောင်ရှာစရာလိုမှာမဟုတ်ပါဘူး။ဒါပေမဲ့အဲ့ဒီဒေသမှာဆိုရင်တော့ဘေးကင်းလုံခြုံရေးအတွက်ကျိုးဆွဲရထားရှိရာဝင်းကျင်ကနေဝေးဝေးကိုမသွားဘူးတော့အကြံပေးလိုက်ပါတယ်နော်။ကြည့်ရှုနေကြတဲ့ချစ်ပရိသတ်ကြီးတို့ရေပရိသတ်ကြီးတို့အနေနဲ့လည်းအခုလိုမျိုးကဘာပေါ်ကထူးထူးဆန်းဆန်းနေရာကိုသိရှိထားရဲဆိုရင်လည်းကွန်မန့်မှာပြန်လည်မျှဝေပေးခဲ့ကြပါအောင်နော်ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်ဒုတိယချင်းစီတိုင်းကိုကျေးဇူးထူးတင်ရှိပါတယ်နောက်ထပ်ဒီလိုစိတ်ဝင်စားဖွယ်ဗီဒီယိုတွေကိုကြည့်ရှုဖို့ဒီ channel ကို like and subscribe လေးပြုလုပ်ပေးထားကြပါအောင်နော်